သူ့ရဲ့မြင်ကွင်းကအဖေနဲ့အမေကျိုးတွေနဲ့တုတ်ခံထားခေါင်းတွေသပင်းတွေရိတ်ခံထားရအဲ့ဒါကြည့်ပြီးတော့ဘယ်စိတ်ချမ်းသာမလဲဟာကျုပ်ဝင်မလုပ်ကြပါနဲ့ဗျာဆိုပြီးတော့ပြေးပြီးអော်လိုက်မယ်ဆိုရင်ဒီကလေးကသူ့သားပဲဆိုသူကတတ်ခံပါဟာငါအောင်လို့လည်းမဖြစ်ဘူးသူ့လက်ထဲဖမ်းမခံရအောင်အဲ့ဒီမှာဘယင်းကသူ့ဇနီးကိုခေါ်ပြီးထွက်ပြေးတာကဘယ်ပြေးတယ်လဲမင်းအဲ့ဒီဗာရာဏသီကိုပြေးတာရန်သူတိုင်းပြည်ထဲမှာမထင်မရှားတဲ့ရက်ွက်လေးတစ်ခုမှသွားနေတာသွားနေရင်လည်းဘာဖြစ်တော့မေးလိုက်တော့မိဖုရားကြီးကကိုယ်ရင်းရဲ့မာမကြီးနဲ့ချင်းချင်းတက်တယ်ဘာချင်းချင်းတက်တယ်လဲလို့မေးလိုက်တော့ဘယင်းတန်လျက်ဆေးထားတဲ့တန်လျက်ရေကိုတောက်ချင်တာတဲ့ကလေးဟာအဲ့လိုပြောလိုက်တဲ့အခါဒီဂီတိမင်းကြီးကဟာဒီကာလဘယ်ဖြစ်မှာတော့ငါစစ်တပ်နဲ့လည်းမနေရကိုတော့မနေနေရတဲ့ကာလညီအဲ့ဒီချင်းချင်းတော့ငါမဖြစ်နိုင်မဖြစ်နိုင်ဘူးဆိုကျမသေပဲသေရမယ်အဲ့ဒါမရရင်ကျမသက်မရှင်နိုင်ဘူးဒီလိုပြောအဲ့ဒါနဲ့ဘယင်ကြီးပြေးပြီးတော့တခါတည်းခိုးကြောင်ခိုးဝဲနေရတဲ့ဘယင်ကဘာလို့တော့မေးဗာရာဏသီဘယင်မှာအလုတ်လုံနေတဲ့ပုရောဟိတ်ပုံနာတွေကသူတို့ကချိတ်ဆက်ရှိတယ်ပုရောဟိတ်ပုံနာတွေကိုကူညီတောင်းပြီးတော့ငါရဲ့ဇနီးဒီလိုဖြစ်နေတယ်ဟာခရသမီးကိုရင်းမာမကြီးနဲ့လားဟုတ်တယ်ဒါဆိုတို့ကြီးကျင်တယ်ဆိုတော့ပုံနာတွေလာပြီးခရရဲ့မျိုးသမီးခေါ်ခဲ့ဆိုတော့ပုံနာအိမ်သွားပြတယ်တော့ပုံနာတွေအကုန်လက်ဟုတ်ချီတယ်မင်းဖြစ်မဲ့ကလေးတဲ့အဲ့ဒီဘိုက်ထဲကကလေးမင်းဖြစ်မဲ့ကလေးဒီလိုကလေးမျိုးတွေကျွတ်တို့တွေကူညီရမှာပေါ့ဗျာဆိုပြီးအဲ့ဒါဘာလို့တော့မင်းဟိုဘက်ကဗာရာဏသီမင်းကြီးကိုစစ်သည်၄ပါးနဲ့ထွက်ပြီးတော့မှတန်လျက်ရေဆေးဖို့ရန်အတွက်ပုံနာတွေကအဲ့မှာခေါ်ပြောလိုက်တဲ့အခါပုံနာတွေခေါ်တဲ့တိုင်ဟိုကလို့ဒီဘရင်ကြီးကဘာလို့တော့မင်းမိဖုရားကြီးနဲ့ဖြောက်ပြီးတော့မှအဲ့ဒီထဲဝင်ပြီးတော့တန်လျက်ရေတောက်သွားတာအဲ့တော့ပြီးတော့နောက်ဆုံးတို့ပြောကြဆိုကလေးလေးမွေးဖွားလိုက်တော့ကလေးကိုနာမည်ပေးတဲ့ဒီကာဟုသတို့သားဒီလိုနာမည်ပေးတဖြည်းဖြည်းနဲ့ရွယ်လေးရောက်လာတော့အဖခင်ဖြစ်သူကငါသားကိုဒီတိုင်းပြည်ထဲထားရင်တော့မလွယ်ဘူးသားလေးပညာသင်ဖို့ရန်ကငါတို့ခိုးကြောင်ခိုးဝဲနဲ့နေရတဲ့ဘဝသူများအိမ်ကတ်နေရတဲ့ဘဝမှာသားပညာတတ်ပြီးမဖြစ်နိုင်တော့အဲ့တော့တခြားမျိုးတခြားတိုင်းပြည်သွားပညာသင်ခိုင်းမှဖြစ်မယ်ဆိုကလေးလေးနည်းနည်းအရွယ်ရောက်တော့တခြားသွားပြီးပို့ထားတာပညာသင်ခိုင်းသားလေးပညာသင်ခိုင်းတဲ့ချိန်မှာဘာဖြစ်တော့မေးလိုက်တော့အဲ့ဒီမှာဒီဘယင်ဟောင်းကြီးရဲ့ဆက်တာတွေကသတင်းရပြီးတော့ဗာရာဏသီဘယင်ကိုသွားသတင်းပို့တာပို့လိုက်တဲ့အခါဟာရန်သူမင်းကငါတိုင်းပြည်ထဲရောက်နေတယ်မိအောင်ဖမ်းကွာဆိုဖမ်းလိုက်တော့အဲ့ဒီမှာမိသွားတော့ဘယင်ရောမိဖုရားကြီးရောဖမ်းခံလိုက်ရတယ်ဖမ်းပြီးတော့အဲ့ဒါကရုံးရိပ်ပြီးတော့တမျိုးလုံးလှဲ့ဒီဘယင်ကိုတတ်လို့ဒီလိုပြောတဲ့မိဖုရားရောဘယင်ရောလေးပိုင်းပိုင်းပြီးတတ်လိုက်ဒါပေမဲ့တမျိုးလုံးလှဲ့ပြီးပြအောင်တမျိုးလုံးလှဲ့ပြနေတဲ့အချိန်အဝေးသွားပြီးပညာသင်နေတဲ့သားလေးကအဖေနဲ့အမေမတွေ့ရတာကြာပြီဆိုပြီးပြန်လာတဲ့အခါပြိဿမြို့ထဲဝင်လိုက်တော့ဟာသူ့ရဲ့မြင်ကွင်းကအဖေနဲ့အမေကျိုးတွေနဲ့တုတ်ခံထားခေါင်းတွေသပင်းတွေရိတ်ခံထားရအဲ့ဒါကြည့်ပြီးတော့ဘယ်စိတ်ချမ်းသာမလဲဟာကျုပ်ဝင်မလုပ်ကြပါနဲ့ဗျာဆိုပြီးတော့ပြေးပြီးអော်လိုက်မယ်ဆိုရင်ဒီကလေးကသူ့သားပဲဆိုသူကတတ်ခံပါဟာငါအောင်လို့လည်းမဖြစ်ဘူးအဲ့ဒါနဲ့အဖေနဲ့မေရဲ့ဖြစ်ပျက်ကိုကြည့်မျက်ရည်တွေကြာမျက်ရည်တွေခိုးကြောင်ခိုးဝဲနဲ့သို့ပြီးတော့ပြေးသွားတဲ့နောက်ကိုလိုက်သွားတာသုဒ္ဓတသသင်္ချိုင်းဝရတဲ့ခါကျတော့တတ်ခံလဲနီးရောအဲ့ဒီမှာအဖေဖြစ်သူကသူ့သားလေးကိုလှမ်းမြင်တာသူ့သားလေးလှမ်းမြင်လိုက်တဲ့ခါငါသားရေးတဲ့ဒီကံရှိကိုမာပတ်တာမကြည့်နဲ့ရတ္တံပြီးအတူကိုလည်းပဲမာပတ်တာမကြည့်နဲ့ဝေဒယံတို့သည်ဝေဒေနယံတို့မူသဖြင့်နာဟိတမ္မန္တိဘရောမငြိမ်ဘူးငါသားရေးအတူလည်းမကြည့်နဲ့အရှည်လည်းမကြည့်နဲ့အတူလည်းမကြည့်နဲ့အရှည်လည်းမကြည့်နဲ့ဒါလေးပြောလှည့်ပြီးတော့ကြည့်လိုက်တဲ့အခါဒီဘင်းရဲ့ဆွေမျိုးသားချင်းဘယ်မှာရှိတယ်လဲလှည့်ကြတယ်တယောက်မှမတွေ့အဲ့တော့မူကြီးမတ်ရသေနာပတိတွေကဒီဘရင်သေကံနီးလို့ကြောင်တောင်နဲ့ဖြစ်သွားပြီသူ့ပါဇက်ကပြောချင်ရပြောနေတဲ့ထင်ပြီးတော့အဲ့ဒီမှာလိုက်မရှာတော့ဘူးဘလို့မှရှာလည်းမတွေ့ဘူးကလေးလေးကလည်းပြိဿဟန်ဆောင်နိုင်တယ်သူ့ရဲ့ရှေ့မှာမိဘနှစ်ပါးကိုပြိဿတတ်ခံရတာကြည့်ပေါ့16နှစ်လောက်ရှိတဲ့ဒီကလေးလေးဘယ်လောက်ခံလိုက်ရမလဲဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့ဒေါသကိုသူဘာဖြစ်တာတော့ထိထားတာကအံ့ဩစရာဟုတ်လားဖေပြောတဲ့ကားကိုလည်းကြက်ကြက်နတ်သူနားထောင်နေတာဒါလည်းပဲအံ့ဩစရာပဲဖေနဲ့မေ
တတ်ခံလိုက်ရတော့ကလေးရဲ့စိတ်ထဲကဒီဘယင်ကြီးကိုလည်းငါတနည်းနည်းနဲ့ရအောင်ပြန်တတ်မယ်ဒီဘယင်ကရအောင်ပြန်တတ်မယ်ဒီလိုကြံတာ